တူပဲဒီနေ့မှာတော့ပတ္တရားကနေဘန်ကောက်ကိုခြေတက်ပါပြီရှင်ဟိုတယ်ရှိကိုထွက်လိုက်တာနဲ့ဘန်ကောက်ကိုအငှားလိုက်တဲ့ကားတွေရှိပါတယ်ဘန်ကောက်မှာတဲမဲဟိုတယ်ထိလည်းပို့ပေးတယ်ဈေးလည်းအဆင်ပြေရနဲ့ကျမတို့ဒီကနေပဲကားငှားလိုက်ပါတယ်ကားကတော့ဒီကားအကြီးကိုဘတ်2000တောင်းပါတယ်ကျမတို့ဖွဲ့က9ယောက်ဆိုတော့တယောက်ကိုဘတ်200ကျော်လောက်ပဲကျခဲ့ပါတယ်ပတ္တရားတူဘန်ကောက်ကားမောင်းချိန်ကတော့ပုံမှန်တိုင်းပဲ2နာရီလောက်ကြာပါတယ်ရှင်ကားမောင်းပြီးတဲ့သူကလေတကယ်တော့အသက်ကြီးနေပြီပေါ့နော်အဖေအရွယ်အဖိုးအရွယ်လောက်ရှိမယ်ဒါပေမဲ့အဆင်ပြေပါတယ်ကားရဲ့အတွင်းပိုင်းလေးကလည်းရှောင်းစုံမီတီးလေးတွေနဲ့သူအလှဆင်ထားလှတယ်ပေါ့နော်ကျမတို့ဖွဲ့ကတော့တလန်းလုံးတချင်းတွေဖွင့်ပြီးတော့ပျော်ပျော်ကြီးပဲစီးလာခဲ့ပါတယ်တိတ်မကြခင်မှာဘန်ကောက်မြို့တွေကိုရောက်လာပါပြီ။ဘန်ကောက်မှာတဲမဲဟိုတယ်တွေကိုလည်း Booking.com တို့ Agoda တို့တွေကနေပဲ Booking ယူခဲ့ရပါ။ဘန်ကောက်မှာတဲဖို့အတွက် Booking ယူထားတာကတော့ Pratunam နဲ့ဟိုတယ်တွေမှာပါ။ဟိုတယ်တွေကတော့ကျမတို့အနေနဲ့တိတ်ပြီးတော့အဆင်မပြေခဲ့လို့ဒီထဲမှာတော့ထည့်ပြီးတော့ recommend မလုပ်ပြီးတော့ဘူးပေါ့နော်။ပရာဒူနန်နဲ့မှတဲရကဈေးဝယ်တာတို့စားတောက်စရာတို့ကတော့တော်တော်ပေါ်တယ်ပေါ့နော်တော်တော်လေးအဆင်ပြေခဲ့ပါတယ်ဟိုတယ်ချက်ကင်နေပါရင်လုပ်ပြီးရဲ့အချိန်မှာညနေ3နာရီခွဲလောက်ဖြစ်နေပြီပေါ့နော်အဲ့ဒီအချိန်ညတော့မှကျမတို့အုပ်စုလဲနေ့လည်စာစားဖြစ်ပါတယ်ဒီထဲမှာနည်းနည်းပတ်ပြီးတော့စားတောက်ပြီးရနဲ့ညဘက်ကောက်ထောင်းအတွက်ပြန်ထွက်ဖို့အတွက်ပြင်ဆင်ကြရပါတယ်ဒါကတော့အစီအစဉ်က Icon CM ကကောက်ထောင်းကိုသွားနေတဲ့လမ်းမှာပါ New Year ညဆိုတော့ကားလမ်းတွေကယူခနေအောင်ပိတ်တာနဲ့ဆိုင်ကယ်တယောက်တစ်စီးငှားပြီးတော့ပဲသွားဖို့အတွက်ဆုံးဖြတ်လိုက်တာပါဘန်ကောက်မှာလေ rider တွေကဆိုင်ကယ်အမောင်းချမ်းတာနဲ့မဲကြီးနေတော့ကျမဆိုင်ကယ်ပေါ်ရောက်တာနဲ့ဖြည်းဖြည်းပဲမောင်းမှုပြောလိုက်တယ်ပေါ့နော်ကျမရတဲ့ rider လေးကတော့အဆင်ပြေပါတယ်သူဖြည်းဖြည်းပဲမောင်းမိပါတယ်ပင်ထောက်တုံးကတော့တနေရာတွေကိုပဲဝိုင်းပြီးတော့တူတူထောက်ကြတာပေါ့နော်ဒါပေမဲ့ rider တွေက drop out လုပ်ပြီးသွားတဲ့နေရာတွေကတယောက်နဲ့တယောက်မတူကြတော့လေထိုင်း sim ကတ်မဝယ်ရသေးတဲ့တငယ်ချင်းတယောက်ကိုပျောက်သွားတယ်ပေါ့နော် Icon CM မှာအဲ့ဒီညလူအရန်များတယ်အထဲမှာလည်းဝင်ရှာလို့မပြေဘူးရှာကြည့်သေးတယ်မတွေ့ဘူးပေါ့နော်အပြင်မှာလည်းစောင့်နေရှာတယ်လုံးဝမတွေ့ပါဘူးနောက်ဆုံးတော့လေမြန်မာပြည်က sim ကတ်ကသူ့ဖုန်းထဲမှာမထုတ်ရသေးတာသိရနဲ့အဲ့ဒီကို message ပို့ပြီးတော့ပြန်တွေ့သွားတယ်ပေါ့နော် New Year ညမှာလူနှစ်ခေါက်ပြောက်ပါတယ်တစ်ခေါက်ကတော့ဒီ Icon CM မှာပေါ့နော်နောက်တစ်ခေါက်ကတော့ကျမကိုယ်တိုင်ပြောက်တာပါတငယ်ချင်းကိုလည်းပြန်တွေ့ပြီးအကုန်လုံးစုံပြီဆိုတဲ့အချိန်မှာအထဲကိုဝင်ကြတယ်ပေါ့နော်ကျမတို့တခုခုစားမယ်ဆိုပြီးတော့အထဲမှာပတ်ကြတယ်ပေါ့နော်ထဲထဲမှာကလေတခုခုစားဖို့မပြောနဲ့လူကတိုးလို့တော့မပေါက်ပါဘူးဆိုင်ကြီးကလည်းနေရာတွေလည်းမရှိတော့ပါဘူး
အဲ့ဒီမှာအဆိုးဝါးဆုံးတစ်ခုကတော့ကောင်ထောင်းလုံးမဲ့နေရာကိုထွက်လို့မရတော့တာပါလူရမ်းများလို့ပဲပေးပြီးတော့မထွက်တော့တာလားဒါမှမဟုတ်ရင်တစ်ကက်တွေပါတွေဝယ်ရသေးလားတော့ကျမတို့တေချာမသိဘူးပေါ့နော်ရှေ့2ရက်ကပတ်တရားမှာနေခဲ့ပြီးတော့အခုဒီ New Year ညနေပိုင်းမှာဘန်ကောက်ကိုရောက်တာဆိုတော့ကျမတို့ကြိုတင်ပြီးတော့စီစဉ်မှုအချိန်မရှိလိုက်ဘူးဖြစ်သွားတယ်ပေါ့နော်။ဒါလူကတော့မြင်ရတဲ့အတိုင်းပါပဲတော်တော်ကိုများပါတယ်။ဘန်ကောက်ကို New Year အချိန်မှာအဓိကလာရတဲ့အကြောင်းရင်းကကောင်ထောင်းအတွက်ပေါ့နော်။အဲဒီတော့လှုပ်တလို့မဖြစ်လာတော့လည်းဖြစ်တယ်လို့လှုပ်ကြမယ်ဆိုပြီးတော့တမျိုးပြောင်းပြီးစဉ်းစားကြရတယ်ပေါ့နော်။ icon စီရမှာနှစ်ကူးကတိတ်ပြီးတော့မဟန်တော့တာနဲ့ကျမတို့ Central World ဘက်ကိုစိုင်းကင်ငှားပြီးတော့ထပ်ပြီးကူးကြပါတယ်။ဒါတော့လေ icon စီရကကောက်ထောင်းကိုစောင့်နေကြတဲ့လူအုပ်ကြီးပေါ့တော့တရားပေါ်မှာတွေ့ခဲ့ရပါနည်းနည်းတော့မဟုတ်ပါဘူးရှင်။ Central World မှာစိုင်းကယ်ကြီးကားတွေကိုဆက်ပြီးတော့ပြီးမသွားတော့ပဲပိတ်ထားတာနဲ့မှလည်းတငယ်ချင်းတွေနဲ့အဆက်အသွယ်ပြတ်ပြီးတော့ပျောက်သွားပါသေးရဲ့ရှင်။တငယ်ချင်းတွေနဲ့လည်းပြန်တွေ့ချီညောင်းလဲတန်းစီပြီးတဲ့နောက်မှာတော့ Central World ကကောင်ထောင်းလုံးမဲ့ပွဲတွေကိုခုလိုမျိုး passport လေးပြပြီးတော့ဝင်ခွင့်ရခဲ့တယ်ပေါ့နော်နောက်ဆုံးမှာတော့ Central World ကကောင်ထောင်းလုံးမဲ့ပွဲတွေကိုတော့ရောက်လာပြီပေါ့နော်ဖြစ်ချင်တော့ကျမတို့ဝင်လာမိရဲ့ဘက်ချမ်းက Station ရဲ့နောက်ဖက်မှာပါအချိန်ကတော့ည7:00 နာရီခွဲလောက်ဖြစ်နေပါပြီအဲ့ဒီချိန်ထိကျမတို့ဘာမှလည်းမစားရသေးဘူးပေါ့နော်ဒီထဲရောက်တော့မှပဲနည်းနည်းစိတ်အေးလက်အေးဖြစ်ပြီးတော့မုတ်ဆိုင်လေးရှာပြီးတော့စားဖြစ်ပါတယ်။တရုပ်ဆောင်လေးအဆိုတော်တွေကအရှိမဘသူတွေလာပြီးဆိုသွားပြီးပြီလေတော့မသိဘူးပေါ့နော်။အခုမြင်နေရတာကတော့ခိုင်းကားကြည့်ရဲ့ပရိသတ်တွေဆိုရင်တော့သိလောက်မယ်လို့ထင်တယ်ပေါ့နော်။နောက်ပြီးတော့ BL ကားကြည့်ရဲ့ပရိသတ်တွေဆိုလို့ရှိရင်လည်းသိလောက်မယ်လို့ထင်ပါတယ်။ Idol Sunset အပေါက်ယူတဲ့ကမင်းသားလေးပေါ့နော်။လူတွေကတော့လေမြင်ရတဲ့အတိုင်း Station ရဲ့အရှိရောအနောက်ရောမှာပြည့်ပဲပေါ့နော်အခုဆိုနေတဲ့အဆိုတော်ကနာမည်တော့မသိဘူးတချင်းတော့သိရပေါ့နော် France စုံစက်ကားတွေကလေမြန်မာလဲပါတယ်မြန်မာအပါဝင်ဘာသာစကား၈မျိုးလောက်နဲ့အတူတူပေါင်းပြီးတော့ဆိုထားတဲ့ဇာတ်ဝင်တေးပေါ့နော်အဲ့ဒါကိုဆိုနေရမှာပြီးတော့မကြလိုက်ခင်မှာပဲကောင်ထောင်းချင်းရောက်ရှိလာပါပြီရှင်
ပြီးရဲ့အချိန်မှာတော့လမ်းနေရာလဲပိတ်ထားစေဖြစ်နေရတယ်ကျမတို့လမ်းလျှောက်ပြီးတော့ပဲဟိုတယ်အထိပြန်လိုက်တယ်ပေါ့နော်အမှတ်တရတွေကကောင်းတာတွေရောမကောင်းတာတွေရောများတယ်ခြေတော့လဲတော်တော်ကိုညောင်းခဲ့တဲ့ New Year ဖြစ်ခဲ့ပါတယ်ကဲ၍များနောက်နှစ်တွေမှာလည်း New Year ကိုထိုင်းမှာပဲဖြတ်သန်းမှုစိတ်ကူးထားရဆိုရင်တော့တေချာလေး plan လုပ်ရမယ်ဆိုတဲ့သင်ခန်းစာကြီးကြီးကိုလည်းရလိုက်ပါတယ်ရှင်ဗီဒီယိုလေးကိုကြည့်နေရနေပဲဒီ vlog လေးကို like လုပ်ပြီးတော့ channel လေးကို subscribe လုပ်သွားဖို့လည်းမမေ့ကြနဲ့အောင်နော်နောက်ထပ်လာမယ့်ဘက်တွေမှာလည်း vlog လေးတွေကိုစတိုက်တင်ပေးသွားမှာမို့စောင့်ကြည့်ပေးကြပါအောင်ရှင်ကျမတို့ရဲ့အလွဲများနဲ့ New Year ည vlog လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်